ကြားဖြန့်ကိစ္စကိုဘလို့လူလေလုပ်လဲဆိုတာကိုကျွန်တော်ပြောပြမယ်ပြီးတော့ဒီကောင်တွေကိုဘလို့ကင်မလဲဆိုတာကိုအားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့နေဦးတော်လိုက်မြန်မာ News Channel မှာကြိုဆိုပါတဲ့နေ့စဉ်နိုင်ငံသတင်းများကိုတင်ဆက်ပေးသမှာဖြစ်လို့ Like and Share လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ရှင်ကြာဒါတော့ခွင့်မလုပ်ဘူးကျွန်တော်တို့ကဘာလို့ဆိုဗုဒ္ဓဘာသာအမိခံတယ်လူတွေကိုကောင်းမှုဖြတ်တယ်ညှင်းပန်းတယ်နှိပ်စက်တယ်ရိုက်နှက်တယ်ပြီးတော့သူတို့မသိဘူးလို့ဟုတ်ကဲ့နော်ဒါဆိုရင်ကျွန်တော်တို့စပြောကြည့်ကြမယ်ဒီပြဿနာကြီးက American CIA ပေါ့လေအာရှရေးရာဌာနပြီးတော့ DEA ထိုင်းနိုင်ငံမှာရှိတယ် CIA ရော DEA ရောရှိတယ်နော်အဲ့ဒါကို American နိုင်ငံသားရေးဝန်ကြီးဌာနကိုသတင်းပို့တော့အခု American ပါဒါကိုပါဝင်ပတ်သက်မယ်ဆိုတော့ဘာကြောင့်ပါဝင်ပတ်သက်ရမှာလဲဆိုတဲ့အကြောင်းတရားပေါ်လာတာက Mr. Trump တမန်ကြီး Trump ကရှီကျင်းပင်နဲ့စကားနှစ်ကြိမ်ရှိပြီးတယ်လီဖုန်းနဲ့ပြောတာအဲ့မှာတရုတ်ကသိတယ်အမေရိကန်အကြိုက်တွေကိုလည်းတရုတ်ကကျွေးတတ်တယ်အဲ့ကျွေးတာကိုလည်းအမေရိကန်စားတယ်ဒါကျွန်တော်အမှန်တိုင်းပဲပြောတာရှီကျင်းပင်ကအဓိကကဘာကြီးနော်ငြိမ်းချမ်းမှုဖွံ့ဖြိုးဖို့တိုးတက်ဖို့အတွက်လိုအပ်တဲ့ဥစ္စာကတော့ဥယျာဉ်ဆေးဝါးနဲ့တရားမဝင်လူကုန်ကူးမှုတွေ online လိမ်လည်လောင်းကစားမှုတွေကိုပူပေါင်းဖြည့်ရှင်းဖို့အတွက်တမန်ကြီး Trump ကိုပြောတယ်ဗျာဟုတ်ကလားအရန်တော်တယ်ဒါနိုင်ငံရေးပဲဆိုတော့တမန်ကြီး Trump လည်းတော်တော်သဘောကျတယ်အဲ့ဒီကိစ္စနောက်ပိုင်းခင်ဗျားတို့သတင်းတွေလာပါလိမ့်မယ်ကြည့်လိုက်ပါကျွန်တော်ပြောပြီဆိုရင်ကျွန်တော်အချက်လက်ရှိလို့တေချာလို့ပြောတာနော်ဆိုတော့ပေးခြင်းတဲ့ message ကဘာလဲဆိုတော့DKBA တို့ဟိုဘယ်လိုလဲနေကြားဆောက်ပေါ့ border guard တို့ BGF တို့တလား RNA အခုပြောင်းလိုက်တယ်ပေါ့ဗျာဟိုဒီစောချစ်သူဒီကောင်နေအားလုံးရဲ့အနောက်မှာမြန်မာစကစရဲ့ဝန်ကြီးပြန်ကြားရေးဝန်ကြီးမောင်အုပ်ဒီကောင်တွေကိုမနှက်ဖြင်ဘာလုပ်ရမလဲတပတ်ခါဘာလုပ်ရမလဲဘယ်တော့ဘာလုပ်ရမလဲဆိုတော့တိုက်ရိုက်ညွှန်ကြားနေတာမောင်အုပ်နော်မောင်အုပ်အကြောင်းကိုကျွန်တော် point လေးနှစ်ခုထောက်ပြမယ်ခင်ဗျားတို့အဲ့ဒီဘောမတွေဒါမဟုတ်ဘူးမှားနေတယ်ဆိုရင်အချက်လက်နဲ့လာခဲ့အဲ့ဒီအချက်လက်ကိုကျွန်တော်ဖြေရှင်းမယ်မောင်အုံးဟာဘလောက်ရုပ်မာလဲဆိုရင်ဟဲ့ကြားဘူးမှာပေါ့အညာဒေတာမှာနေရာတွေအချိန်တွေကျွန်တော်မပြောတော့ဘူးဒီကောင်တွေ fight လာမှကျွန်တော်ပြောမှာအညာဒေတာ2000ခွန်ရွှေဝါရောင်အရေးခင်ဖြစ်လာတာမောင်အုံးခမည်းတော်မှတ်ထားနော်ဒါမိတ်ဆွေတို့ကျွန်တော်ရှင်းပြတန်ဃာတွေကိုဓာတ်တိုင်မှာကျိုးတုပ်ရိုက်တာမောင်အုံးဟုတ်ပြီလားโอเคအဲ့ဒါကိုဘူတန်းရွှေရခေါ်ပြီးတော့မင်းဒီတန်ဃာတွေကိုဘာဖြစ်လို့ဒီလိုလောက်ရတာလဲဆိုတော့ဗုဒ္ဓဘာသာကိုးကွယ်တဲ့လူဘယ်လောက်ရှိတယ်လဲအဲ့ဓာတွေကိုဘယ်လိုပြန်ထိမလဲဆိုတဲ့ technique ကိုကျွန်တော်လိုချင်လို့ပါဆိုဒီကောင်ရှောင်ထွက်သွားတာဟုတ်တယ်နော်ဒီကောင်ဝင်ကြီးလည်းမဟုတ်သေးဘူးနော်အဲ့ဒီမှာဒီကောင်ရှိနေတဲ့အဆင့်မဘာသာတွေမင်းတို့ဘောမတွေမင်းတို့လုံးဝညင်းလို့မရတဲ့အကွက်ကိုငါပေးလိုက်တာဟုတ်ပါလားဒုတိယအကွက်မောင်အုံးကဘာပြောလဲဆိုအန်းကြရင်သူ့စည်းစိမ်နေအကုန်လုံးစွန့်လွတ်ပလိုက်မယ်တဲ့စွန့်လွတ်ပြီးဖုံးကြီးဝတ်သွားမယ်တဲ့ကျွန်တော်ပြောတာအခုအဲ့ဒီကောင်ဖုံးကြီးမဝတ်တဲ့အပြင်လူကုန်ကူးအနောက်ကအစုရှယ်ရပါခွဲယူနေโอเคနော်ဒါစကစဖြစ်တာဒါဆိုရင်စကစနဲ့ဘာပတ်သက်လို့လဲလူကုန်ကူးမှုခင်ဗျားတို့ပြောဦးမယ်ကျွန်တော်ဒါဆိုရင်မင်းတို့မာရဝိဇ္ဇာဇေဒီတော်ကြီးကိုဒေါ်လာ25သန်းလှူတဲ့ကြားဖြန့်နေကိုမင်းတို့တီရိတုဓမ္မဘောဂဘာညာဘွဲတွေပေးနေတာလေပြီးတော့တရုတ်ပြည်ပို့လိုက်ရတယ်မှတ်လားမင်းတို့တီရိအဲ့ဘွဲတွေပေးတာလေအခုမာရဝိဇ္ဇာကြီးอ่ะအဲ့ဒါတကဘာလုံးကလိန်လေထားတဲ့လူတွေအများကြီးသိနှိပ်စက်ညှဉ်းပန်းခံထားရတဲ့ငွေနဲ့မင်းအောင်လှိုင်ကအဲ့လိုတိဆောက်တာ
ရှင်းရှင်းပြောရင်မင်းတို့အကယ်ဒမီပေးပွဲကိုအနောက်ကကုမ္ပဏီ3ခုကကြားဖြန့်လေအခုလုပ်ခဲ့တဲ့အကယ်ဒမီပေးပွဲကိုစပွန်ဆာပေးတာလေဒါတွေပေါ်ထွက်လာမှာပါမင်းတို့ဘာမှနိုင်ငံတော်ဘာဂျက်ကိုမင်းတို့အဲ့ထဲထည့်လိုက်တယ်အဲ့ဒီမင်းတို့လုံမဲ့အကုန်လုံးအစည်းအဝေးတွေရောဘာတစ်ခုမှနိုင်ငံတော်ဘာဂျက်နဲ့လုပ်တာမရှိဘူးဟုတ်လားအဲ့ဒီကောင်တွေကိုပါမစ်ပေးလိုက်တယ်မြေခွက်ပေးလိုက်တယ်လောက်ပိုင်ခွင့်ပေးလိုက်တယ်အဲ့ဒါဗမာပြည်လေဟုတ်လားမင်းတို့တက်လာပြီးတဲ့အချိန်တောက်လျှောက်ငါကြည့်ခဲ့ပြီးပြီမင်းတို့အိတ်ထဲကတပြားတစ်ချက်ကုန်ပြီးလှုပ်တဲ့ပွဲဘာပွဲမှမရှိဘူးနောက်ဆုံးမင်းတို့ပြောတဲ့ကာရာအိုကေဘာလဲဆိုကရေးတီးအားကစားအကုန်လုံးကြားဖြန့်စပွန်ဆာနဲ့လုပ်တာကြီးပဲဟုတ်မလားအဲ့ဒါတွေကိုမင်းတို့ဝိုင်းထည့်လိုက်ကြတယ်ဟိုကောင်တွေကဘယ်နေရာမှာဧက100တို့ဧက200တို့အဲ့လိုယူသွားကြတာဟုတ်မလားအခုကတော့မရတော့ဘူးကဘာကြီးကအရန်ကိုမြင်လာပြီဟုတ်ပြီနော်ဆိုတော့ဘာလုပ်လဲဆိုတော့မြောက်ရီမြို့ကြီးကိုမင်းတို့တိုက်ကြတိုက်တော့ဒီဘက်ကတိုက်တော့ဘသူကာလိုက်တာကိုပဲပြောခဲ့တယ်မင်းတို့မရဘူးမြောက်ရီမြို့ကြီးကိုစောချစ်သူပိုင်နေနော်စောချစ်သူကိုပဲမင်းတို့တောင်းရမယ်မတောင်းရင်တိုက်ရမယ်ဒါပဲကိုကပြောတာတက်လားဘာလို့စိုးဝင်းနဲ့စောချစ်သူနဲ့အပြန်အလှန်ပြောတဲ့ message လဲကျွန်တော်ဖော်ပြခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒီဂျားတွေအားလုံးမှာအလဲကစားတာမမောင်အိုးက2000ရွှေရဝါရောင်အရေးခင်းကိုစတင်ဆောင်ရွက်ခဲ့တဲ့ကောင်တန်ဃာတွေကိုဓာတ်တိုင်မှာကျိုးတုပ်ရိုက်ခဲ့တဲ့ကောင်အဲ့ဒါကိုဗုဒ္ဓဘာသာလို့ပြောနေလို့ပါမဘာသာတွေဘောမတွေမဟုတ်ဘူးဆိုရင်အဲ့ဒီအချိန်က2000ရွှေဝါရောင်အရေးခင်းစဖြစ်တဲ့အချိန်မောင်အောင်ဗမာလဲလို့ငါ့ကိုမင်းတို့မေးလိုက်မင်းတို့လည်းငါ့ကိုအတိအကျပြလိုက်ငါနိုင်ငံတော်ပြန်တန်းတွေကိုပြနိုင်ဟုတ်မလားငါတို့ကအဲ့လောက်တိကျတယ်ပြောပြီဆိုရင်နော်ဆိုတော့အခုဖြစ်နေတာကစောချစ်သူတို့ပြောနေတဲ့စကားလုံးကိုကျွန်တော်ပြောပြမယ်တို့လူတွေလည်းပြန်ပို့ပေးတယ်ဖန်စီဘသူနှိပ်စက်ခံရတယ်ဒါတွေကမတရားဘူးဒါတွေကကျွန်တော်တို့အကုန်လုံးကိုပြန်ရှာဖွေတယ်အဲ့ဒီလူတွေကိုလည်းဒါတွေမလုပ်ဖို့ပြောတယ်တို့လုပ်ငန်းတွေကိုလည်းကျွန်တော်တို့ရပ်ဆိုင်မယ်အဲ့လိုလုပ်တဲ့ကောင်တွေကိုဖမ်းပြီးဘာလို့ပြန်မပို့တာအဲ့ဒီကောင်တွေကထိုင်းနယ်ဇက်ကဝင်လာတဲ့ကောင်တွေများထင်နေလို့လားအဲ့လူကုန်ကူးလောက်တာတွေအားလုံးကမင်္ဂလာတုံလေစိတ်ကနေဝင်တဲ့ကောင်ကြီးပဲကျွန်တော်အမှန်ပြောတာဟုတ်ပြီနော်မင်္ဂလာတုံလေစိတ်ကနေဝင်လာတဲ့တရုတ်တွေရိုးရှင်းလေးပဲနယ်ဇက်ဖြတ်လာပြီးတော့မှစောချစ်သူတို့နဲ့တွေ့ပြီးတော့အဲ့ဒီမှာကုမ္ပဏီထောင်တဲ့တရုတ်တကောင်မှမပါဘူးဒါဆိုအဲ့လိုဝင်ဖို့အတွက်မြန်မာလဝကကြီးကမြန်မာစကစကြီးကဘာလုပ်ခဲ့လဲဒါကိုကျွန်တော်ပြောတာဟုတ်ပြီနော်ဟိုခင်ဗျစကစပဲပြောဟုတ်တယ် NLD လက်ထက်မှာလည်းဒီအတိုင်းပဲဒီအတိုင်းပဲဒါကျွန်တော်အမှန်ပြောတာဆိုတော့အဲ့ဒါကြီးကဘလောက်တောင်အခြေအနေဆိုးလဲဆိုရင်ကျွန်တော်သိသလောက်ပြောပြရရင်ခင်ဗျစဉ်းစားကြည့်နိုင်ငံတော်အချုပ်အခြာအာဏာလို့ပြောတယ်ဟိုချစ်ကြည်ရေးတရားနှစ်ခုရှိတယ်တစ်ခုကမှဝင်တဲ့ကောင်တွေကမပါဘူးထိုင်းရဲနဲ့စောချစ်သူတို့ DKB တို့ပေါင်းပြီးတော့လမ်းပေါက်အသက်ဖွင့်ပြီးတော့အဲ့ဒီကနေတွင်းနေဆိုတာနိုင်ငံတော်အချုပ်အခြာအာဏာကိုချိုးဖောက်ခဲ့တာအဲ့ဒါကြောင့်မြန်မာစကစအဲ့ဒီကောင်တွေနှစ်ကောင်လုံးရဲ့အနောက်မှာရှိနေတာအဲ့ဒါမောင်အိုးအဲ့လိုချိုးဖောက်ရဲအောင်လုပ်ခဲ့တာမောင်အိုးအမှန်မှဒီကောင်လေးနိုင်ငံတော်ကိုချစ်တယ်ဆိုရင်ဒီလိုချန်စီယိုဖြတ်ပြီးဝင်လာမဲ့ကိစ္စကိုလက်ကိုခံစရာမလိုတစ်ချက်ပြောပြတာနော်အဲ့တော့မြင်တော့ဒီကောင်တွေကိုရအောင်ဖမ်းရမယ်အင်တာပိုတီသွားလိမ့်မယ်သွားအောင်လဲကျွန်တော်ပါဝိုင်းလုပ်မယ်ဘာလို့ဗုဒ္ဓဘာသာဆိုတော့လူတွေကိုရိုက်နှက်ညှင်းပန်းရတဲ့ပတ်စံနေနဲ့မင်းအောင်လိုက်လဲဒီတိုင်းပဲနော်ဒီလောက်ကင်ကြီးကလူပေါင်းမြောက်များစွာနှိပ်ဖက်ညှင်းဆက်နှိပ်ဆက်ညှင်းပန်းတတ်ဖြတ်ပြီးရတဲ့ပတ်စံနဲ့မာရဝိဇ္ဇာတော်ကြီးဇီရီတော်ကြီးကိုဒေါ်လာ25 သန်းလှူခဲ့တဲ့ပေဆောက်ချိန်တို့ကို
နော်ဘွဲလက်မှတ်ဒီပါပေးခဲ့တယ်လीဗျာဟုတ်တယ်မလားမင်းတို့ကွာကလေးကွက်တွေအရန်ကစားတာပဲမင်းတို့ကလေးကွက်တွေကွာတိုင်းပြည်ကိုမင်းတို့ပြောဟာတိုင်းပြည်ကိုမချစ်ဘူးတိုင်းပြည်ကိုမချစ်ဘူးဘောမတွေပြောသလိုလေတိုင်းပြည်ကိုမချစ်လဲရတယ်မနှစ်ခဲ့ဘူးလို့လေမင်းတို့နှစ်ခဲ့တာငါတို့တိုင်းပြည်ငါတို့တိုင်းပြည်ကထွက်တာကပြစ်ဒဇာရဲ့ကျွန့်ရဲ့ဒီနှစ်ခုပဲထွက်တော့မင်းတို့နှစ်ခဲ့တာပြစ်ဒဇာရဲ့ကျွန့်ရင်ဒါပဲထွက်တော့တယ်ဗမာပြည်မှာမထွက်တော့ဟုတ်ပလားမင်းတို့ထပ်ထောက်ပြရမလားမင်းတို့အာနာယူလိုက်တဲ့အချိန်သိမ်းလိုက်တဲ့အချိန်ထိန်းလိုက်တဲ့အချိန်မင်းတို့ပြောတဲ့အတိုင်းငါပြောတာမြေရှားတပ်တု12.4 ဘီလီယံရောင်းစားခဲ့တရုတ်စရင်းနဲ့ပြောတာနော်2024စက်တင်ဘာထိဟိုပြည်သူစစ်ခေါင်းဆောင်ဟိုကွာမော်ပြောတယ်လို့ပေါ့စရင်းတိုးလိုက်တယ်ပေါ့အဲ့ဒီခေါင်းဆောင်ဟုတ်လားအဲ့ကောင်นี่တည်သွားတဲ့အထီကို12 ဘီလီယံအမေရိကန်ဒေါ်လာကျော်အမေရိကန်ဒေါ်လာဘယ်ရောက်သွားတိုင်းပြည်ကိုမလို့မီးပေးလို့ရတယ်လေရေပေးလို့ရတယ်လေဟုတ်တယ်မလားတတိုင်းပြည်လုံးမဲပေါင်ကြနေတယ်လေတတိုင်းပြည်လုံးအမှောင်ကြနေတဲ့အချိန်မှာဆိုလာထရောင်းတာလေမင်းတို့ကစဉ်းစားကြည့်ဟုတ်တယ်မလားဆိုလာမွေနိုင်တဲ့လူအမှောင်ထဲမှာဆက်နေပေါ့ကွာမင်းတို့ကဒီလိုအချိုးမျိုးချိုးတာကွာဟုတ်လားဒီနေ့ကတော့ငါပြောပြောရွှင်ရွှင်မင်းတို့လိန်ထားတာတွေကိုပြည်သူတွေသိအောင်ငါပြောပြတာအမေရိကန်ဒေါ်လာ12.4 ဘီလီယံဆိုတာနည်းနည်းနော်ပတ်စံမဟုတ်ဘူးဆရာရဲ့နည်းနည်းနော်မဟုတ်ဘူးခင်ဗျားတို့ဒါကျွန်တော်အမှန်ပြောပြတာကျွန်တော်အဲ့ဒါကိုလူဦးရေတန်း90မီလီယံဖို့အတွက်ဒီကပညာရှင်နဲ့အဲ့ဒီ area စတူရန်မိုင်တွေနဲ့ပို့ဆောင်ပို့လော့ရှိပြီးသား facility တွေနဲ့ကျွန်တော်တွက်လိုက်တာတကယ်လို့သာသူတို့တဲ့တိုင်းပြည်ကိုချစ်လို့အဲ့ဒီကချင်ပြည်နယ်ကရောင်းခဲ့တဲ့ဥစ္စာတစ်ခုတည်းပြောတာနော်ကြံတဲ့နေရာမပါသေးဘူးအဲ့ဒီ12.4 ဘီလီယံနဲ့မီးပေးမယ်ဆိုရင်တဲ့22 year free သုံးလို့ရတယ်ဟုတ်ပါလားဒါမှအတိအကျတွက်ထားတယ် data တွေနဲ့အခုအဲ့ဒီ12.4 ဘီလီယံစကုံတိန်ရင်းဆိုတာဟိုတန်းရွှေသူ့မိန်းမကိုကျွန်တော်လိုချင်ပါတယ်ဆိုတော့တန်းရွှေသားလိုချင်လို့တန်းရွှေမင်းကွဲပေးလိုက်ပါငါသားလိုချင်နေတယ်ဆိုတော့အဲ့လိုယူတဲ့အုပ်စုမျိုးဗမာစစ်တပ်ကဒါစကုံတိန်ရင်းရဲ့မိန်းမကိုယူထားတာတန်းရွှေသားဒါကိုလည်းခင်ဗျားတို့ကျွန်တော်ပြောပြကျွန်တော်အမှန်နဲ့အကုန်ပြောတယ်ဗျကျွန်တော် data အသေးချာရှိလို့ပြောတာဟုတ်ပလားဆိုတော့ပေးခြင်းတဲ့ message ကဘာလဲဆိုတော့တိုင်းပြည်ကိုစေတနာမရှိဘူးပြီးတော့အဲ့ဒီမှာကရင်ပြည်နယ်မှာအခုလောက်တာအခုစောချစ်သူတို့ပြောနေတဲ့လေသံကဘာလဲသိလားငါတို့နောက်မှာမြန်မာစစ်ကောင်စီရှိတယ်ဆိုတဲ့လေသံပြောနေတာ DKB စောစမ်းအောင်ဆိုတာလေခင်ဗျဒီကောင်ကိုပမတော့မယ်တွေးတဲ့နေရာရှင်းတော့မယ်အချိန်မှာကျွန်တော်ဒီကောင်ကိုပူပေါင်းပေးခဲ့ပါတယ်ဒီကောင်လိုအပ်ချက်တွေကိုလည်းကျွန်တော်ထောက်ပံ့ပေးခဲ့ဘူးပါတယ်ဒါကျွန်တော်အမှန်တိုင်းပဲပြောတာအခုတလေတန်နဲ့ပြန်ပြောနေတာကျွန်တော်အံ့ဩတယ်တလားဆိုတော့အခုအင်တာပိုထိရောက်အောင်ကျွန်တော်လုပ်မယ်တခြားဌာနတွေလည်းလုပ်နေပြီဟုတ်ပလားဒီကိစ္စအပြတ်ကိုရှင်းမှရတော့ခင်ဗျစဉ်းစားကြည့်ကျွန်တော်တကွက်ထောက်ပြကျန်းခိုင်ကြီးကနိုင်ငံခြားဆက်ဆံရေးအောင်ဆိုအရင်တုန်းကဒုတိယပြည်ထောင်ရေးဝန်ကြီးဟုတ်ကဲ့နော်အောင်ဆိုစဉ်းစားကြည့်နော်ကရင်ပြည်နယ်ကရင်လူမျိုးလည်းမဟုတ်ဘူးနဲ့ကရင်မြေခွက်900ကိုကြားဖြန့်အောင်ရောင်းသွားတာဧက900အဲ့ဒါထဲတော့အခုကြန့်ခိုင်ကြီးမှရှိနေဟုတ်လားဟိုခင်ဗျားတို့အခေါ်ဆိုကြန့်ဖို့ပေါ့ဗျာကျွန်တော်တို့ကတော့အဲ့လိုသတင်းနဲ့ပတ်သက်ပြီးကြန့်ဖို့ဆိုတော့တွက်ကြညာလို့တော့မရဘူးဗျနော်ပြည်တော်စုနဲ့ကြန့်ခိုင်ရေးပါတီမှာရှိနေ
ဟုတ်ပလားဆိုတော့ဘလောက်တောင်အချိန်ကြီးထတ်ဆိုးလဲဆိုစောချစ်သူရောစောစမ်းအောင်ရောလှုပ်တဲ့အကွက်ကိုပြောပြမယ်ထပ်ပြီးတော့လာတဲ့မြန်မာစစ်ကောင်းဆောင်နော်ဘိုလ်ကြီးကနေပြီးတော့ဗျူဟာမှုတတ်မှမှုအဆင့်ထိကိုလိုချင်တဲ့ကရင်မလေးတွေကိုရှာအကုန်လုံးအဲ့ဒီကရင်မလေးတွေအိတ်ခဲ့ရတယ်အဲ့ဒီလိုအိတ်ခဲ့တဲ့ကရင်မလေးကျွန်တော်ဖွင့်ထားတာရှိရင်ဖွင့်ထားတာရှိဟုတ်ပါလားဟာကရင်လူမျိုးတွေဘာဖြစ်ရမလဲညာဖြစ်ရမလားခင်ဗျားတို့အကုန်လုံးဗျာရှင်းရှင်းပြောအာဝါဒီပွဲတွေရောက်သွားတာဒီကောင်နေတလားမင်းတို့လဲတာငါတို့ကရင်ကုန်းမှုတယ်ဆိုတဲ့ပုံစံမျိုးဗျာတကောင်ဖမ်းတဲ့အကွက်ကဟုတ်ပါလားအခုဘာလုပ်လဲအဲ့လိုလူကုန်ကူးခံရတဲ့လူတွေကိုတော့ तू ရှာပြီးတော့တစ်ဖက်က complaint တက်မှာနော်တည်င်းရမှာနော်တည်င်းမရရင် तू အဲ့ဒါမလုပ်ဘူးအဲ့ဒီလို तू ပြန်ဖမ်းပို့ပြီးတကယ်ဒီဂိုင်းနေတဲ့ကအဲ့ဒီဂိုင်းတွေကိုတလျှောက်မှဖမ်းပို့ထားတာမရှိဘူးအဲ့ဒီကောင်အဲ့ဒါကိုထိုင်ရဂုတ်ကင်တာဒါပဲဟုတ်ပါလားပြီးရင်ဒီကောင်နေရတဲ့ပတ်စံရဲ့ percentage 6ရာခိုင်နှုန်းမောင်အောင်ကို every month လွှဲပေးတယ်တဲ့မြမပြန်ကြားရေးဝန်ကြီးမောင်အောင်လက်ရှိစကားစဟုတ်ပါလားဆိုတော့ဒါနောက်ဆုံးတစ်ချက်ထပ်ပြောမယ်အဲ့ဒီခုနကလူကုန်ကူးဖို့လုပ်တဲ့မာဖီးယားတွေကိုအခုမော်လမြိုင်တို့ဗမာပြည်အတွင်းထဲတို့ရန်ကုန်တို့ဒီကောင်တွေရွှေ့တယ်လားဒီကောင်တွေရွှေ့ဒါဆိုရင်ပြည်တွင်းထဲကလူတွေထပ်ခံကြရအောင်မယ်အဲ့တော့ပွင့်လင်းပြောမယ်ဗျာမော်လမြိုင်မြို့ရဲ့ယာမညဟိုတယ်ကြီးကိုသိန်းပေါင်းမြောက်များစွာနဲ့စောချစ်သူကကြားဖြတ်နေအတွက်လွန်ခဲ့တဲ့တလခွဲကဝယ်လိုက်တာမော်လမြိုင်မြို့ရဲ့ယာမညဟိုတယ်ဟုတ်ပြီနော်ဟဲ့ချစ်သူမင်းကလေးလေးငါနေစမ်းမှာငါတော်လှန်ရေးဖြတ်တဲ့အချိန်တော့မင်းကိုတွေးခဲ့ပြီးပြီမင်းဘဒိုမန်းရှာကိုတတ်တဲ့အထဲထဲမှာမင်းပါတယ်ငါအဲ့ဒီချိန်မဲဆောက်မှာမင်းတို့တတ်တဲ့အချိန်မဲဆောက်မှာငါမြင်လိုက်တဲ့မနဲ့အစောကြီးထွက်သွားတဲ့မျက်နှာမင်းမျက်နှာငါမျက်စောင်းတို့နေတာအဲ့ဒီချိန်ကဟုတ်လားစောချစ်သူနော်အင်္ဂါကင်မရာမရှိဘူးဒါနဲ့ငါမြင်တဲ့မျက်နှာမင်းမျက်နှာငါအပြတ်ပြောလိုက်တာဒါမတရားဘူးဆရာဘရူမန်ရှာကပညာတတ်တယောက်ဘွဲရတယောက်နော်ဟုတ်ပါလားနိုင်ငံရေးလို့စဉ်းစားတဲ့ပညာတတ်ပုဂ္ဂိုလ်တယောက်ခရင်ထဲမှာရှာပါဒါအမှန်ပြောပြတာအဲ့ဒီအချိန်မှာဘရူမန်ရှာတဲနေတဲ့နေနေတဲ့အိမ်ရဲ့မျက်စောင်းတိုးမှာကျွန်တော်တဲနေတာကျွန်တော်ကိစ္စတစ်ခုနဲ့မဲဆောက်ရောက်ပြီးတော့နော်သမိုင်းနေအဲ့လိုရှိတယ်ဆိုတာကိုစောချစ်သူမင်းပြေးလို့မရအောင်မင်းဒီအဆင့်ရောက်လာတယ်ဆိုတာဘဒိုမန်းရှာကိုမင်းတတ်ပြခဲ့လို့မြန်မာစစ်တပ်ကမင်းကိုဒီအဆင့်ပေးခဲ့တာငါရှင်းရတယ်ဒီကိစ္စမင်းတို့3ယောက်ဟုတ်မလားဒါပဲကွာဒါပဲအဲ့ဒါသမိုင်းပဲအဲ့ဒါ trick ပဲနော်အဲ့ဒါ wig ပဲနော်မြန်မာစစ်တပ်ရဲ့လှည့်ကွက်ကိုကြံတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလည်းသိအောင်ကျွန်တော်ပြောပြလိုက်တာဘရိုမန်းရှာကိုတတ်တာစောချစ်သူပါတယ်ဒါကြောင့်ဒီကောင်ဒီအဆင့်ရောက်လာအဲ့ဒါမှတ်ထားလိုက်ဒီကောက်အခြေအနေလောက်နဲ့ဒီကောက်အုံနှောက်လောက်နဲ့ဒီလိုအဆင့်ရောက်လာစရာကိုမရှိဘူးဟုတ်ပြီလားတခြားတိုင်းရင်းသားတွေလည်းအဲ့ဒီလိုမြန်မာစစ်တပ်ရဲ့လှည့်စားခံရခြင်းမဖြစ်ကြပါစေနဲ့လို့ဒါကိုသိစေခြင်းလို့ကျွန်တော်ပြောတာအခုပြည်တွင်းထဲကိုရွှေ့နေပြီမိန်းမတွေပျောက်နေယောက်ျားတွေပျောက်နေလူပြန်ပေးဆွဲတာအများကြီးဖြစ်နေပြီဟုတ်ကဲ့နော်ဒီကောင်တွေရဲ့အနောက်ကကြောရိုးอ่ะအဲ့ဒါမောင်အောင်နော်အေယာဝတီတို့ဘာတို့ပြောတာအဲ့ဒါတွေ
တပိုင်းကျွန်တော်ပြောနေတာ2000ခွန်ရွှေဝါရောင်အရေးခင်းဟာမောင်မောင်အုံးဖန်တီးခဲ့တာဟုတ်မလားဒါကြောင့်ဒီကောင်တွေဖျားရှိခိုးပြဗတိစိတ်ပြဆိုရင်ကျွန်တော်ကဖဏတ်ချီးတုပ်ပြီးပါရိုက်ချင်တာဒါအမှန်ပြောတာကျွန်တော်ရိုင်းဆိုင်ပြောတာမဟုတ်ယွန်စရာကောင်းတာဗျာယွန်စရာကောင်းတာဟုတ်ပြီလားဟေးမမောင်အုံးစောချစ်သူဟိုကောင်စောဆန်းအောင်ငါနဲ့မင်းတို့နဲ့တွေ့ဦးမယ်ကွာဟုတ်ပလားငါရုပ်တန်လေးတွေကြည့်လိုက်ကြအောင်လာလိမ့်မယ်ကျေးဇူးတင်ပါတယ်ကိုရှယ်လေး